တမယာသီးကိုမီးကင်ပြီးတော့ဖျော်ရည်လှုပ်တောင်းရင်တာမန်နဲ့မတူတမူထူးကြတဲ့ဒီလိုအကျိုးကျေးဇူးကောင်းတွေကိုပိုင်ဆိုင်ရလိမ့်မယ်။ညာတော့အပြင်တမယာရီတောက်မယ်ဆိုရင်လေတမယာသီးလက်ဆက်ဆက်ကိုဖန်ခွက်တဲညှစ်တက်ပြီးတော့မှစားနဲ့တကြားနဲ့ခက်ကရေရုံးမွေပြီးတော့တောက်ကြတာမျိုးပါ။ဒါပေမဲ့အဲ့ဒီတမယာသီးကိုမီးဖို့ပေါ်တင်ပြီးတော့ဖို့ဆိုတာကပြိသက်တို့တွေးမိကြရလား။လူတရားမှာတရားတော့တောင်တွေးမိမှာမဟုတ်ပါဘူး။တမယာသီးမီးဖို့ဆိုတာကတခါမှလည်းကြားဘူးမဲ့စကားလို့မထင်ပါဘူး။ဒါပေမဲ့ထူးထူးခြားခြားတမယာသီးမီးဖို့ကိုအရင်ညစ်ကစားခတ်ပြီးတော့တောက်သုံးပေးမယ်ဆိုရင်များပြားလားစွာသောကျန်းမာရေးအကျိုးကျေးဇူးတွေကိုရရှိနေပါတယ်။ဒါကြောင့်မို့ပရိသတ်ကြီးတို့ကအခုဒီဗီဒီယိုလေးမှာမျှဝေပေးသွားမှာပါ။ရရှိလာမယ့်အကျိုးကျေးဇူးတွေကဘာတွေလဲဆိုရင်တော့ပထမအဆုံးအနေနဲ့ချောင်းဆိုးတာချွဲကတ်တာတွေကိုတာမန်ချောင်းဆိုးပြောက်စေတောက်တာတဲ့နှစ်ဆလောက်ပို့ပြီးတော့မြန်ဆန်စွာထိရောက်စေပါလိမ့်မယ်။ဒါဆိုရင်လည်းချောင်းထဲမှာရှိနေသမျှချွဲတက်လိုက်တွေကိုအရေးပြောစေပြီးတော့လင်းမြန်မဲချောင်းဆိုးပြောက်စေပါတယ်။ဒါ့အပြင်ကိုယ့်ရဲ့ကတွင်းနှံကအနံ့မကောင်းဖြစ်နေတယ်ဆိုရင်လည်းဒါမျိုးတမယာသီးမီးပုတ်ရည်ကိုတပတ်ကိုဇက်တိုက်လောက်သုံးပေးလိုက်မယ်ဆိုရင်တိတာတဲ့ရလက်ကိုပိုင်ဆိုင်ရမှာပါ။ခေါင်းမကြည့်ဖြစ်နေတဲ့သူတွေအတွက်ဆိုရင်ရိုးရိုးတမယာရီထက်အခုလိုမျိုးမီးပုတ်ပြီးတော့မှညစ်ထားတဲ့တမယာရီကိုသုံးပေးတာကပိုပြီးတော့ထိရောက်မယ်ဆိုတာအမှားခံပါတယ်။အတော့တွေအကင်တွေကိုတမယာရီညစ်ချင်တဲ့အခါမျိုးမှာလည်းအရေးမရွှမ်းတဲ့အသီးကိုအခုလိုမျိုးမီးပုတ်ပြီးတော့မှအရေးရွှမ်းအောင်လို့ပြင်ပြောင်းလဲလို့ရပါသေးတယ်နော်။